အမားမရှိသေးဘူး မင်းအဲ့စာကတ်ထားတာဆက်သွယ်လမ်းကြောင်းမှာဆက်သွယ်လမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတယ် တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လား ရတယ် တက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြော တက်နေရခိုင်းရှင်းမယ်လေ ဖေးပါဦးလေ ခွေးမှာတွေ့ပြီကဲရောဘာဖနာကလေးမင်းလူသားစားပြီမင်းလူသားစားဟမ်သေခြင်းစို့ ပြောလေ ကျွန်တော်တာဝန်ရပြောနေတာ မင်းကတာဝန်ရှိငါတာဝန်ရှိတယ် ဟုတ်တယ်ဘုံ မလိုက်တနေ့လုံးကအောက်ချုပ်နေတာ ကဲဘုံလုံးနဲ့ကျွန်တော်ဘုံလည်းဟိုကဘုံလည်းပြင်ရတယ်ပဲကျွန်တော်လည်းပြင်ရတယ်ပဲ မင်းဘယ်တက်ကတက်တယ်ငါကြည့်မင်းတော့တက်တော့ အဲ့ဒါမပြောနဲ့ ဘိုင်းစာချင်းတော့ထွက်လာ အဲ့ဒါကိုမပြောနဲ့ဘုံမှု ငါလုံးမကိုမေကိုလူ အခုဘုံမှုတာဝန်လေဘုံမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ် အေးဘာဖြစ် ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာ မင်းတာဝန်ဒီကိတ်တဲ့ကိတ်ပဲရှိ မဟုတ်လေအဲ့ဒါဘုံမမေးတာတမျိုးလုံးကျွန်တော်တာဝန်ရှိတယ် မင်းတို့တာဝန်ရှိတက်တယ်ကိုကြီးတော့ယူလာ အဲ့တက်နေမှုတာဝန်ပေးတာလေတက်နေမှုတာဝန်ပေးတာလေ တက်တယ်ကိုပေးပါတော့ပေးတယ်ချင်းရပြစားရချင်းရပြ တက်နေမှုကိုမေးတက်နေမှုကိုမေး မေးစရာမလိုငါအခုတက်တယ် အေး ဘူး ခုကကျွန်တော်ခုတက်နေမှုဖုံးဆက်မှာ ဆက် ဘုံမှုဝင်နေအောင်ကျွန်တော်ခုဆက်မှာခုဆက်မှာ ပြောမယ်မင်းပြောမယ်ငါလည်းပြောမယ် ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ဘာမှပြောတာရိုင်းတိုင်းဘုံမှုပြောတာမရှိဘူး လာလာကြည့်တယ် တစ်ခွက်လုံးရှိတယ် မင်းပြည်သူစစ်ကတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲတဲ့မဆက်ခုဆက် ဆက်တယ် အေးမင်းလည်းငါတွေ့ချင်တာကြာပြီဟဲ့စီကျူဟုတ်ပါဘူးတိုင်းစာချင်းထွက်တယ်ကောတွေ့ကြသေးတော့ပေါ့လေဆိုင်တော့မကဲလေဟဲ့ငါတော့ဘယ်ကောမကဲလေနော်ခွဲချပြန်နားရလားဆောက်ရှိဖို့အစားပဲကွာနော်အစားပဲကွာဒီတော့ကကြည့်ကြည့်နေတာဘာလာတော့ဝါတယ်အေး ကျွန်တော်တို့ကအကုန်လုံးကိုပြောတာ ဆက်ခုဆက်ပြောတာဆက်တော့ရကိုခွဲကြပြန်မယ်ဆက်ခမ်းမဲလာပြီဆက်ဖြည်းဖြည်းပြောင်းချောနေဘယ် flight စာချင်း ဘုံမှုစကားပြောတာအရန်ဟိုကလွန်နေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူး တို့ဖြစ်လားဆက်တော့ခုပဲဆက် ဘူးဘုံလုံးရောက်ကိုင်းဘူးဘုံ ဆက် လုံးရောက်ကိုင်း ဆက်မဆက်မင်းဆက်ငါပြောပြီအေးတွေ့ကြသေးတယ်ဗျမင်းပါကောင်းလားခါကောင်းလားပြကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မင်းဖားလဲပုံမှုဆိုပါတယ်လာလို့ ဘုံမှုကကျွန်တော်မပြောဘူး တွေ့တယ် အခုတက်နေမှုဖုံးဆက်နေဘုံမကိုင်းသေးဘူးဘုံမှု အေးဆက် အဘဒီမှာကျွန်တော်ဟိုတုံးမိတ်မှာအဘတုံးမိတ်မှာကျွန်တော်တို့ကဟိုနေ့အဘဟိုလုံလုံရေးစကူးမှာဝေးတုံလုံးဝင်ကကျွန်တော်တို့ကိုမှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗျကားတွေကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ချခိုင်းတာဗျစာခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားသီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထုတ်လာပြီးသူကမလိုင်းစီမန်ကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုကျွန်တော်တက်နဲ့လည်းချိန်တယ်မင်းဘာတာဝန်လဲတဲ့မင်းဘာတာဝန်ချင်းငါမလိုင်းစီမန်ရတယ်လက်ပြိုးကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းနှန်းရှိလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မိတ်လာတဲ့လူလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်း flight စာချင်းထွက်တယ် ပြောပြီးငါပြောမယ်မင်းပြောပြီးငါ ဟု ပြော တ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောတယ်တနေ့ရတယ်မပြောဘူးကျွန်တော်တို့ကတနေ့လည်းချိန်တယ်လက်ပြဘုံနဲ့လည်းခွဲ